လာပါရှင်။နာမည်စေဝါနဲ့သူနာပြုကိုတင်တဲ့ကြောင့်မှကြိုးဆိုပါရရှင်။ဒီနေ့ကျွန်မရှင်းပြမယ့်အကြောင်းအရာလေးကတော့အရက်ကြောင့်ဖြစ်တဲ့ယောဂါကြီးပဲဖြစ်ပါတယ်ရှင်။အရက်ကိုအလွန်အကျွမ်းနဲ့ဆွဲလန်းစွာတောက်သုံးခြင်းကဖြစ်ပွားတဲ့ယောဂါတွေကအသေးရောင်ခြင်းအသေးချောက်ခြင်းသွေးအန်ခြင်းအစာရင်ယောဂါဖြစ်ခြင်းနှလုံးယောဂါဖြစ်ခြင်းအုံနောက်နဲ့အာယုံကြောတွေထိခိုက်ခြင်းစိတ်ယောဂါဖြစ်ခြင်းစသည်တို့ဖြစ်ပါတယ်။အဲကြောင့်ဖြစ်သောစိတ်ကျန်းမာရေးဆိုင်ရာပြဿနာများကတော့အရက်မူးခြင်းကြောင့်စိတ်ကျဉ်မှုကင်းမဲ့စွာပြုမှုခြင်းဥပမာအရက်တောက်ပြီးကားမောင်းခြင်းဖြစ်သောရင်တိုက်မှုနဲ့လူမှုရေးပြဿနာတွေတရက်ကိုတစားတောက်ရာကနေအလွန်အကျွံမထိန်နိုင်အောင်တောက်သုံးခြင်းနဲ့အရက်ဆွဲယောဂအဆင့်သို့ရောက်ရှိခြင်းပဲဖြစ်ပါတယ်။အရက်ဆွဲသည့်အဆင့်တွင်အကြောင်းရင်းကြောင့်အရက်ကိုရုတ်တရက်ဖြတ်လိုက်ပါအရက်ပြက်လက္ခဏာတွေဖြစ်ပေါ်ခြင်းအရက်ငန်းဖမ်းခြင်းတက်ခြင်းနဲ့အသက်အန္တရာယ်ဆုံးမနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။အရက်ကြောင့်စိတ်ဖောက်ပြန်ခြင်းနဲ့အရက်ကြောင့်စိတ်ဓာတ်ကျခြင်းနဲ့စိတ်ဓာတ်ကျယောဂဖြစ်ခြင်းနဲ့ကိုယ့်ကိုယ်တက်တည်ရင်ကြိုးစားခြင်းနဲ့တက်တည်ခြင်းတွေအရက်ကြောင့်ယုံမားပြီးတော့တန်တရားလွန်ခြင်းနဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်။အရက်ကြောင့်စိတ်ကြွယောဂရခြင်းအရက်ကြောင့်အတက်ယောဂရခြင်းအရက်ကြောင့်စိုးရိမ်စိတ်လွန်ကဲခြင်းနဲ့စိုးရိမ်စိတ်လွန်ကဲတဲ့ယောဂတွေဖြစ်တတ်ပါတယ်။အရက်ကိုတစားတောက်ရာကနေအိတ်မပျော်တဲ့ယောဂရရှိခြင်းတွေလည်းဖြစ်နိုင်ပါတယ်။အရက်ကြောင့်ပန်းတီပန်းညိုဖြစ်ပြီးသားသမီးမရရှိခြင်းတွေလည်းဖြစ်နိုင်ပါတယ်။အရက်ကြောင့်မှတ်ညံတွေလျော်ပါပြီးတော့မှတ်ညံပျက်စီးတဲ့ယောဂတွေလည်းဖြစ်နိုင်ပါတယ်။အရက်ကြောင့်အုံနောက်ပျက်စီးခြင်းနဲ့တငယ်ပြန်ယောဂတွေလည်းဖြစ်နိုင်ပါတယ်။အရက်ကြောင့်ရာဇဝတ်မှုများကိုစင်ကြင်မှုကင်းမဲ့ဆိုအလွယ်တကူကျူးလွန်နိုင်ပါတယ်။အရက်တောက်ခြင်းကြောင့်လူမှုရေးစီးပွားရေးအိမ်အောင်ရေးကျန်းမာရေးများထိခိုက်ပြီးတော့လူသက်တမ်းစီနေနိုင်ရန်ခဲရင်ပါတယ်။အထက်ပါဆိုးကျိုးများကိုမခံစားစေရန်အတွက်အရက်တောက်သုံးခြင်းအထူးသဖြင့်အလွန်အကျွံတောက်သုံးခြင်းအရက်ကိုဆွဲလန်းစွာတောက်သုံးခြင်းတို့မှာရှောင်ကျဉ်ကြပါရန်အရက်ဆွဲယောဂဖြစ်ပါကစိတ်ကျန်းမာရေးစီယုံနဲ့ကုသရေးဌာနများတို့စနစ်တကျကုသမှုခံယူပါရတဲ့တွန်းလိုက်ပါတယ်ရှင်။